မတော်ဟာပြည်သူတွေကပေါက်ခွာလာတဲ့ပြည်သူတပ်မတော်ဖြစ်တယ်ဆိုတဲ့စကားအင်မတန်မှမှားတယ်တပ်မတော်ဟာဘိုးဘွားကြလာတာလည်းမဟုတ်ဘူးနတ်ဖျားဖန်ဆင်းပေးထားတာလည်းမဟုတ်ဘူးပြည်သူကြားကပေါက်ခွာလာတာဖြစ်ပါတယ်ပြည်သူနဲ့တသားတည်းဖြစ်ဖို့ဆိုရင်ပြည်သူကအနှင်းလိုခြင်းမရှိတဲ့တာဝန်တွေဝင်မိုးတွေကိုထမ်းဆောင်ဖို့ပါဝင်ဖို့တောင်းဆိုနေမှစားပြည်သူကအနှင်းထားတဲ့တာဝန်ကို professional ကြကြကြီးပြအောင်ထမ်းဆောင်ဖို့လိုအပ်ပါလိမ့်မယ်။တပ်မတော်ရဲ့နိုင်ငံရေးမှာပါဝင်မှုနဲ့ပတ်သက်ရင်ခရာကျတဲ့ပုံမှန်6ဆလုံးပါအမျိုးသားနိုင်ငံရေးဥဆောင်မှုခန်းကဏ္ဍဆိုတဲ့စကားရပါတဲ့အတွက်အမျိုးသားနိုင်ငံရေးဆိုတာဘာပါလဲ2008ဖွဲ့စည်းပုံနဲ့ငွေနောက်ရှာပေမဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အစုံတရားမတွေ့ရပါဘူး။သို့တော့အာဏာ300စလုံးမှာတပ်မတော်ကပါဝင်နေတာကိုတွေ့ရတဲ့အတွက်ဒီအာဏာ300တနည်းအားဖြင့်အာဏာနိုင်ငံရေးမှာတပ်မတော်ရဲ့ပါဝင်မှုကိုပဲ2008ကအမျိုးသားနိုင်ငံရေးလို့ဆိုလိုသလားဒီလိုကောက်ယူရမလို့ရှိပါတယ်ဒီလိုဆိုရင်တပ်မတော်ရဲ့သမိုင်းတစ်လျှောက်နိုင်ငံရေးဆိုင်ရာဘူဝါဒဘယ်လိုရှိခဲ့တယ်လဲကျွန်တော်တို့ပြန်ကြည့်ဖို့လိုအပ်လာပါတယ်မြန်မာတပ်မတော်ရဲ့ဖခင်ညီအရင်စစ်တင်နာပတိဗိုလ်ချုပ်ဗိုလ်တေဇက1304ခုနေုံလားဆိုရှိရတဲ့ရက်စွဲနဲ့အမေရိကန်ထုတ်ပြန်ထားတာတွေ့ရပါတယ်ဗမာလွတ်လပ်ရေးတပ်မတော်သည်အုပ်ချုပ်ရေးနိုင်ငံရေးနဲ့ပတ်သက်၍အလင်းဆွတ်ဖက်ခြင်းပြုလုပ်မည်မဟုတ်ဗမာလွတ်လပ်ရေးတပ်မတော်ဗိုလ်များနဲ့တပ်သားများသည်ပါတီနိုင်ငံရေးအုပ်ချုပ်ရေးကိစ္စများနဲ့ပတ်သက်၍ပါဝင်ဆွတ်ဖက်ခြင်းလင်းမရှိစေရပါဝင်ဆွတ်ဖက်သောတပ်သားနှင့်တပ်ဗိုလ်အားကြက်တီးစွာအပြစ်ပေးလိမ့်မည်ဖြစ်ကြောင်းဒါဟာမူလမြန်မာတပ်မတော်ရဲ့နိုင်ငံရေးဆိုင်ရာမူဝါဒဖြစ်ပါတယ်ဒီမူဝါဒဘာကြောင့်ထားရှိရတာလဲစံခိုက်အင်္ဂလိပ်လိုပြောရင် standard army ဆိုတာဘယ်တော့မှနိုင်ငံရေးအုပ်ချုပ်ရေးမှာပါဝင်ပတ်သက်လိမ့်မရှိပါဘူးဒါကြောင့်လေဂျပန်မှာစစ်ပညာသင်ခြင်းကရဲဘော်၃ချိန်ဝင်သခင်ထွန်းအုပ်ကိုစစ်ပြီးတဲ့အခါအုပ်ချုပ်ရေးတာဝန်ယူနိုင်မှုသူ့ကိုစစ်ပညာမသင်စေပဲအုပ်ချုပ်ရေးပညာသီးသန့်သင်ယူစေခဲ့တာတွေ့နိုင်ပါတယ်တပ်မတော်ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဒီပင်လဲရက်သားနိုင်ငံရေးတာဝန်ဦးဆောင်မှုပေးဖို့လိုအပ်လာတဲ့အချိန်မှာသူကိုယ်တိုင်စစ်တင်တာပရိယာဒုကိုစွန့်လွတ်သွားခဲ့တဲ့ရှေ့သွားနမူနာလည်းရှိပါတယ်။ဘယ်အချိန်မှာတပ်မတော်ဟာနိုင်ငံရေးမှာစတင်ပတ်သက်လာခဲ့တယ်လဲ။1958 1960မှာတစ်ကြိမ်1962 1988မှာတစ်ကြိမ်1988 2010ခုနှစ်မှာတစ်ကြိမ်နိုင်ငံရေးမှာပါဝင်လာတာကိုတွေ့ရတယ်။ဒီသုံးချိန်စလုံးဟာတပ်မတော်ကနိုင်ငံတော်အာဏာရယူထားတဲ့ကာလများဖြစ်ပါတယ်ဒီနေရာမှာတပ်မတော်အာဏာသိမ်းတာမှန်ချင်းမှားချင်းဆွေးနွေးဖို့မရည်ရွယ်ပါဘူးအာဏာသိမ်းတဲ့သို့မဟုတ်တပါတီခေတ်မှာတပ်မတော်နိုင်ငံရေးမှာပါတာသဘာဝကျသလိုရှိပေမဲ့ဒီမိုကရေစီခေတ်မှာဆက်ပြီးပါဝင်နေဦးမယ်ဆိုတာကသဘာဝကျမကျအကြောင်းရုပ်တည်ရှိမရှိရှင်းချိန်နိုင်ကြဖို့ဖြစ်ပါတယ်မြန်မာနိုင်ငံဆိုရင်တပါတီအာဏာရှင်စနစ်ဖျက်သိမ်းပြီးတော့ဘုံစီနိုင်ငံထူထောင်မှုဆိုတာရှစ်လေးလုံးလူထုရေးတော်ပုံကြီးရဲ့သမိုင်းဝင်ပိုင်းဖြတ်ချက်ဖြစ်ပါတယ်။တပ်မတော်ကိုယ်တိုင်ဒီပင်ဒီလူထုသဘောထားကိုနာယူပြီးဒီမိုကရေစီဖော်ဆောင်မှမယ်ဆိုတဲ့အဓိကဘုံနဲ့1988မှာနိုင်ငံတော်အာဏာရယူရတာဖြစ်ပါတယ်။ဒီကနေ့အချိန်ဟာဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ကာလပဲရှိသေးတာကြောင့်နိုင်ငံရေးမှာဆက်ပြီးတော့ပါဝင်ခြင်းသေးတဲ့ဘဆိုရင်လည်းပြည်သူဆန္ဒနဲ့ညီကာလအကန့်အသတ်ပမာဏအကန့်အသတ်နဲ့သာပါဝင်သင့်ပါတယ်ဒီမိုကရေစီနုနယ်လို့ဆက်ပြီးတော့ထိန်းချောင်းပါဝင်နေရအောင်မယ်ဆိုတဲ့စကားကအနာနဲ့စီလွဲနေပါတယ်ဒီမိုကရေစီရင့်တန်စေခြင်းဒီကောက်ကကိုယ်စားလှယ်တွေဟာအဆုံးဖြတ်ကြတဲ့နေရာကိုရောက်လာဖို့လိုအပ်ပါတယ်။ဒါကြောင့်ဦးထွန်းနှောရင်နဲ့ပြည်သူရွေးချယ်ခံကိုယ်စားလှယ်352ဦးတင်သွင်းထားတဲ့ပုံမှန်6ဆလုံးပုံမှန်14ပုံမှန်17ဟာဝေးအစရှိတဲ့ပြင်ဆင်ချက်များကိုရင်းနဲ့စွာထောက်ခံမှာကြောင့်ဆွေးနွေးရင်းဒီဟုတ်ချုပ်ပါတယ်။ကျေးဇူးတင်ပါတယ်။နားလည်တာကိုပိတ်တယ်နော်မင်းအောင်လိုက်ဟိုအတိုင်းဝိုင်းကကောင်းနေနော်စစ်တပ်ထောက်ခံတဲ့ကောင်းနေနားလဲလား
နားလဲမင်းတို့ထင်တယ်နော်နားလဲပါတယ်မင်းတို့ကလည်းတသက်မဲ့ကလင်ကချစ်ကြပြီးတိုင်းပြည်ဖြည့်ဆည်းခြင်းလို့မင်းတို့ကိုယူအတွက်မင်းတို့အချောင်းလေးချောင်းစားစိတ်တက်နဲ့တိုင်းပြည်ဖြည့်ဆည်းနေတာဖြစ်ပါတယ်နော်ဒါသဘာဝကြတဲ့ဒါလက်တွေ့ကြတဲ့အကြောင်းအရာတွေဖြစ်တယ်ဆွေးနွေးချက်တွေဖြစ်တယ်ဒါအမှန်ကန်ဆုံးအကြောင်းအရာဖြစ်တယ်အဲ့တော့မင်းတို့စစ်တပ်ကြီးကလက်ရှိကိုဒီမိုကရေစီနုနယ်သေးလို့အနေမနိုင်ငံရဲ့ဒီမိုကရေစီနဲ့အသားမကျသေးလို့ဒီမိုကရေစီစနစ်ကိုထိန်းကျောင်းဖို့အတွက်ဟိုတက်မတော်ကြီးကနိုင်ငံရေးထဲမှာပါဝင်ပတ်သက်နေဦးမယ်ဆိုရင်အနေအနှိမ်ဆုံးငါတို့ပြောတာကဟိုပါမဆိုလို့ပါပေါ့ကွာတော်တော်လည်းပဲအကျွေးကောက်ခံဖြစ်ဖို့တော့လိုတာပေါ့ဟုတ်တယ်မို့လားမင်းတို့တက်ကိုမင်းတို့ယုံကြည်မှုရှိရဆိုရင်တော့မင်းတို့ရွေးကောက်ခံပေါ့ရွေးကောက်ခံပေါ့ခုစားအဲ့လိုလည်းမဟုတ်တယ်မင်းတို့ကမပါနဲ့လို့လောကပိတ်တယ်လည်းမဟုတ်ပါမဆိုလို့ပါကာလကန့်သက်တစ်ခုထိပါပြီးတော့ရွေးကောက်ခံဖြစ်ဖို့တော့လိုတယ်ဒါမျိုးကြလည်းမဟုတ်တရားမရအောင်မင်းတို့ကောင်တွေကအားများထဲမှာဆိုထဲမှာမထဲဆိုမထဲဘူးပဲနော်ထဲမှာဆိုထဲမှာမထဲဆိုမထဲဘူးဆိုတော့တည့်ရတိုင်းပဲငါဘသူဘသူထဲမယ်ဆိုပြီးတော့မင်းတို့ဘာသာမင်းတို့အမိန်ပေးခိုင်းစေမှုနဲ့ဘူကြကြလူမိုက်ဆန်ဆန်ပိုက်ကြီးခွဲပြီးတော့နိုင်ငံရေးထဲပါနေတာဖြစ်တယ်နော်အဲတနက်ကင်ပြီးတော့မိုက်ကြီးခွဲပြီးတော့နိုင်ငံရေးထဲမှာပါနေတာမျိုးဖြစ်တဲ့အတွက်ဒီနေ့ဒီဒေါ်လာကြီးကအခုလိုမျိုးလက်နက်ကင်ပြီးမင်းတို့ပြန်ပြီးတော့မိုက်ကြီးခွဲတာဖြစ်တယ်နော်အဲတော့မင်းတို့ကတော့ဘယ်မှမတာရင်လည်းမင်းတို့ကတော့ကြားဖြန့်လုံးနေကြားတိုင်းပဲကြားဖြန့်လုံးနေတာဖြစ်ပါနော်အရင်တော့ကျတော့ဒီမိုကရေစီစနစ်ကြီးကမခိုင်မာသေးလို့ဒီမိုကရေစီစနစ်ကြီးရိုင်းလဲသွားလို့ဆိုပြီးနိုင်ငံရေးထဲမှာပါတယ်တနကြီးကပြီးမိုက်ကြီးတွေခွဲပြီးပါတယ်မပါပါနဲ့လို့မပြောဘူးပါဆိုလဲရွေးကောက်ခံပြီးပါဆိုလဲလက်မခံဘူးအခုကျတော့ဒီတော်လိုင်းကြီးဖြစ်လာကြတော့လေတော်လိုင်းကြီးကလက်နဲ့ဆွဲခိုင်းလို့နော်ဟိုတပုံနေများလို့ဆိုရင်နိုင်ငံရေးထဲပါတယ်မင်းတို့ကဘလို့နေပါနေမှာပဲနော်မင်းတို့ရဲ့စောက်ချင်းကတိုင်းပြည်ဖြည့်ဆည်းမယ်ကနကတိကြမယ်ခုဆိုလူနဲ့တ냐တိုက်လူမျိုးတုံးတက်ဖြတ်မယ်ဒါပဲမင်းတို့ရဲ့စိတ်တက်ကူကတော့အမခံပဲအောက်တန်းကြရနေရမှာလေးစားအောက်တန်းကြရနေရမှာဒါပဲကျေးဇူးတင်ပါတယ်